ကဲမြန်လေးမြန်ရမယ်အရသာလေးရှိရမယ်ငရုတ်သီးနှံမှုမွှေးလေးနဲ့တမျိုးတွေနဲ့ကိုထမင်းစားမိန်စေတဲ့ပတိကြိုလေးကြိုစားဖြစ်လို့တင်ပေးလိုက်ပါတယ်ရှင်အားလုံးတူတာလီစွာပါမင်္ဂလာပါရှင်အရင်ဆုံးပတိခုလိုက်ပါဦးမယ်ဒီတစ်ခါပေးပယ်ဆိုင်ရတာပြည့်ဆိုင်ကုန်တွေမကြိုက်လို့အရန်စိတ်ချမ်းသာတာပဲရာသီနဲ့ဆိုင်တာတော့မသိဘူးနော်တခါတလေဆိုရင်အပွင့်ပွင့်လိုက်ပြည့်ဆိုင်ကုန်တွေကကြိုက်လိုက်နဲ့အတီးကိုသူတို့တဝဲကိုတဝဲပဲစားပါတယ်ရှင်တွေ့သမျှပိုးသက်စေးတွေသဘောဝပိုးသက်စေးတွေလောက်ပြီးဖြန်းကြည့်တယ်ဒါပေမဲ့လည်းမရဘူးဒီတစ်ခါတော့ပြည့်ဆိုင်ကုန်တွေမကြိုက်လို့တော်တော်စားပါတယ်ဒါကနောက်နေ့နည်းနည်းလေးပြန်ခူးတာပါအပွင့်တွေအများကြီးပွင့်လာပါပြီပေးတီးကခူးရပြီဆိုရင်နေ့တိုင်းခူးရပါတယ်စားမကုန်တော့အနားပတ်ဝန်းကျင်ကလူတွေတောင်ပေးရပါတယ်ရှင်အပင်40ကျော်လောက်ရှိမလားမသိပါဘူးကဲဒီလောက်ဆိုရပါပြီဒါတွေကရေဆေးပြီးအစင်သက်နှီးထားတာလေးတွေပါစစ်သွန်အဖြူအနေငရုတ်သီးကိုပိုင်းပိုင်းလေးတွေညှက်ထားပါတယ်ဒါကဝတ်သားကြိုက်ထားတာပါကျိုးဖို့အစင်သက်ဖြစ်ပါပြီစီနင်းနေထိလိုက်ပါမယ်စီပူလာရင်ခုနကနှီးထားတာလေးတွေကိုတခါလေးထိလိုက်ပါမယ်စစ်သွန်အဖြူအနေငရုတ်သီးစိမ့်ကိုတခါလေးထိလိုက်တာပါစစ်သွန်နံလေးတွေမှုလာပြီဆိုရင်ခုနကကြိတ်ထားတဲ့ဝတ်သားကိုထည့်ပါမယ်ဝတ်သားကိုတမန်နှင်းလောက်အကျက်သွားအောင်ကြိုထားတာပါပြီးရင်ကျဲဥတစ်လုံးခောက်ထည့်လိုက်ပါမယ်အသားပုံမှာကျဲဥတွေအကုန်လုံးကတ်သွားမှာဆိုလို့အသားကိုဘေးလေးနည်းနည်းကတ်ထားလိုက်ပါတယ်ကျဥနံလေးမှုလာပြီဆိုရင်အရသာထည့်ပါတယ်ခရုစီထည့်ပါတယ်ရှုံးမှုနည်းနည်းထည့်ပါတယ်ပြီးရင်ငပြာရည်ထည့်ပါတယ်ပြီးရင်ပေးတီကိုထည့်ပါတယ်ပေးတီကိုတမန်နှိမ့်လောက်ကြိုထားပြီးရင်ကိုဘီကိုထည့်လိုက်ပါမယ်ကိုဘီကရေခစ်တက်တာထင်မှနည်းနည်းလေးပုံနေတာလေးရှိလို့ထည့်လိုက်တာပါကိုဘီပါတော့အရသာပိုရှိသွားတာပိုရှင်ကိုဘီကစီစုပ်လို့စားလို့ကောင်းပါတယ်ကြိုလာလိုက်တာအရွေးလေးတွေလည်းနွမ်းသွားပြီဆိုတော့အရသာလေးမြည်ကြည့်လိုက်ပါတယ်ရတာလေးတွေအနေတို့ရပြီဆိုရင်အိုရှာလို့ရပါပြီဒီလိုကြိုးရဟဲ့တခွေးနဲ့ငပိထုံနေဆိုရင်ကြံတဲ့အသားငါးတွေမနှိုက်တော့ပါဘူးရှင်ငပိထုံနဲ့ဒီအကျိုးနေဆိုရင်ပဲစားလို့ကောင်းနေပါပြီအလုံးလဲဆိုရဲ့ဗီဒီယိုကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်